မင်္ဂလာပါရှင်ကျမ်းမာရေးနဲ့ပတ်သက်တဲ့ဆောင်းပါးလေးတွေများများဖတ်ပေးပါဆိုလို့ဒီနေ့တော့ကျမ်းမာရေးနဲ့ပတ်သက်တဲ့ဆောင်းပါးလေးတစ်ပုဒ်ကိုဖတ်ကြားပေးလိုက်ပါတယ် Special Note တဲ့ Internet စာမျက်နှာကပါရှင်ဒီနေ့ဖတ်ပေးမယ့်ခေါင်းစဉ်လေးကတော့ညဘက်အိတ်နေတဲ့အချိန်မှာခြေထောက်ကြွက်မတက်စေမဲ့အိမ်နှွေးနီးပါတဲ့အိတ်နေရင်ခြေထောက်ကြွက်တဲ့ချင်းကြုံမှုသူတွေဟာခံရတော်တော်ခက်ကြောင်းသိကြပါတယ်အင်မတန်နာကျင်ပြီးနေရထိုင်ရမသက်သာလှပါဘူးအိမ်နေချိန်တွေမှာခြေထောက်ကြွက်မတက်ရအောင်အိမ်နှွေးနီးလေးတွေနဲ့ပြင်ဆင်ထားရင်အဆင်ပြေလှပါပြီအိမ်ရမဝင်ခင်နွားနို့ပူပူတစ်ခွက်တောက်တာကခြေသလုံးကြွက်တက်တဲ့ဝေဒနာကိုသက်သာစေတဲ့ထိရောက်တဲ့နည်းလမ်းပါအိမ်ရမဝင်ခင်စက်သိန်းနှွေးရေချိုးတာကလည်းခြေသလုံးကြွက်တက်တာကိုသက်သာစေတဲ့နည်းလမ်းကောင်းတစ်ခုပါကြွက်တက်ပြီးနာကျင်နေတဲ့ခြေသလုံးနေရာကိုစက်သိန်းနှွေးရေများများလောင်းချပေးရပါမယ်အိယာထဲမှာရှိနေချိန်မှာတတ်နိုင်သလောက်ခြေထောက်ကိုဆွဲဆန့်ပေးပါပြီးရင်အဲ့ဒီအနေအထားနဲ့နာယီဝက်ခံနေပေးပါမတ်တက်ရနေစဉ်ခြေဖနှောက်ကိုကျမ်းမြေပေါ်ချထားပေးပြီးခြေချောင်းလေးတွေကိုအပေါ်ကိုကော့ထားပါဒါကခြေသလုံးကြွက်တက်တာအတွက်နီလန်ကောင်းတစ်ခုဖြစ်ပါတယ်ခြေသလုံးကြွက်တက်လာရင်နိုင်ငံပေါ်မှာခြေချောင်းတွေကိုဖိထားရင်ခြေတကောက်ကြွက်သားတွေကိုဆွဲဆန့်ပေးပါကြွက်တက်တဲ့ခြေသလုံးပေါ်ရင်နွေးအိတ်တင်ပေးတာကလည်းသက်သာစေတဲ့နည်းဖြစ်ပါတယ်။ဒီနေ့ငပြောသီးနှလုံးသုံးလုံးစားပါ။ဒါဆိုရင်ပိုတက်ဆီယမ်စုပ်ယူမှုရရှိပြီးကြွက်တက်တာကိုသက်သာစေပါတယ်။ဒီနေ့ကိုပြားရည်လက်ဖက်စားစွန်းနှစ်စွန်းစားတာကြောင့်ခြေသလုံးကြွက်တက်မှုမဖြစ်အောင်ကာကွယ်ပေးပါတယ်။ကယ်လ်ဆီယမ်၊ပိုတက်ဆီယမ်နဲ့မက်ဂနီဆီယမ်တို့များများပါဝင်တဲ့အစားအစာတွေကိုစားပေးပါ။ခြေသလုံးကြွက်တက်တဲ့နေရာကိုလာဗန်ဒါစီယူကလစ်စီစတဲ့မရှိမဖြစ်စီတို့ကိုသုံးပြီးနှိပ်ပေးလိုက်ပါဒီလိုနှိပ်ပြီးရင်နွေးဆွတ်ထားတဲ့တပည့်တစ်ထည်နဲ့ပတ်ပေးရပါမယ်ကျမ်းမာချမ်းသာလို့ပျော်ရွှင်ကြပါစေခင်ဗျာဒါကတော့ကြွက်တက်တတ်သူတွေနဲ့ပတ်သက်ပြီး Special Note တဲ့စာမျက်နှာမှာရေးသားထားတဲ့အကြောင်းလေးပဲဖြစ်ပါတယ်ရှင်အားလုံးပဲကျမ်းမာရွှင်လန်းကြပါစေ